Hello မင်္ဂလာပါဗျာထုံးသက်ပြရနေကြဆိုပါရစေဒီနေ့မှာတော့ကိုယ့်ရဲ့ဖုန်းက Wi-Fi နဲ့ဆွဲအားနှီးနေရဆိုရင် Wi-Fi ဆွဲအားနှစ်ဆပုံမြန်လာအောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစအနေဆုံးထိကြည့်ပေးပါများပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းမှာရှိတဲ့ဒီ setting လေးတွေဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Redmi ဖုန်းအတွက်ပြောပြပေးတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဒီရောက်သွားပြီဆိုရင်တော့ about ဖုန်းဆိုတဲ့နေရာတွေကိုဝင်ပေးရမှာဖြစ်ပါတယ်အပေါက်ဖုန်းလေးကိုရောက်သွားပြီဆိုရင်တော့ဒီမှာ off space ဆိုတဲ့နေရာလေးဝင်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးပါအဲ့ပြီးသွားပြီဆိုရင်တော့ MIUI version ကိုကျွန်တော်9ချက်ခောက်ပေးရမှာဖြစ်ပါတယ်အဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ already developer လေးရသွားပါပြီခင်ဗျာအဲ့ဆိုပြန်ထွက်လိုက်ပါမယ်ထွက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ additional settings ဆိုတဲ့နေရာလေးကိုပြန်ဝင်ပေးရမှာဖြစ်ပါတယ်additional setting တွေကိုရောက်သွားပြီဆိုရင်တော့ကျွန်တော် developer option လေးပွင့်နေပါပြီအဲ့ဒါဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်တော့အောက်ကိုနည်းနည်းဆွဲချလိုက်ပါအဲ့ပြီးသွားရင်ကျွန်တော် Wi-Fi scan 3 နီးဆိုတဲ့ဒီနေရာလေးကိုပိတ်နေရဆိုတရားလေးကိုဖွင့်ပြလိုက်ပါကိုယ့်ရဲ့ Wi-Fi ကကျွန်တော်တို့ဒီမှာအမြဲတမ်းဆက်ဆက်နဲ့နှစ်ဆပိုကောင်းသွားပါလိမ့်မယ်ဒီ pattern လေးကိုဖွင့်လိုက်မယ်ဆိုရင်တော့ဗျာအဲ့ဆိုတော့ကျွန်တော်ရဲ့ view လေးကိုအစအနေဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက် video တွေမှာပြန်လည်တွေ့ကြပါမယ်ခင်ဗျာ